Levin Joseph ပျက်စီးယိုယွင်းခြင်း cervical facet osteoarthritis သို့မဟုတ် Levin Joseph ရောဂါ cervical facet joint syndrome ဆိုဒီမှာ Levin ကျောရိုးနာတစ်ဝိုက်တွင်နာကျင်ခြင်းသို့မဟုတ်တောက်တင်းခြင်းကိုဖြစ်စေတဲ့ဆိုးရွားလာတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ Levin ကျောရိုးဆိုတာကျောရိုးမကြီးရဲ့ထိပ်ဆုံးကျောရိုးစစ်ဖြစ်တဲ့ C1 to C7 အထိအဆင့်9ဆင့်ပဲဖြစ်ပါတယ်။ကျောရိုးစစ်တစ်ခုချင်းစီရဲ့အနောက်ဘက်တစ်ချက်စီမှာ facet joint နှစ်ခုစီရှိပြီး၎င်း facet joint တွေကတည်ငြိမ်မှုပေးသလိုခေါင်းညှိခြင်းဒါမှမဟုတ်ခေါင်းလှည့်ခြင်းကဲ့သို့သော Levin လှုပ်ရှားမှုကိုပြုလုပ်ပေးပါတယ်။အဆိုပါ facet joint တစ်ခုစီကို cartilage ကိုအရိုးနုများဖြင့်ဖုံးအုပ်ထားပြီး synovial fluid ကိုအဆစ်အများပါဝင်တဲ့ capsule ဖြင့်ထပ်ဆင့်ဖုံးအုပ်ထားပါတယ်။၎င်း synovial fluid အဆစ်ရည်တွေက facet joint ကိုချောမွေ့စွာလှုပ်ရှားနိုင်ရန်ချောစီဖြစ်ကူညီပေးပါတယ်။ cervical facet osteoarthritis ရောဂါဖြစ်ပွားလာတဲ့အခါ cartilage ကိုအရိုးနုများကစတင်၍ယိုယွင်းပျက်စီးလာပြီးပါးလွာလာကလုံးဝပျောက်ကွယ်သွားတဲ့အထိဖြစ်နိုင်သောကြောင့်အရိုးအချင်းချင်းပုတ်တိုက်မှုကိုဖြစ်စေပါတယ်။ဒီလိုအရိုးချင်းချင်းပုတ်တိုက်မှုကြောင့်အရိုးတက်ထွက်ခြင်း bone spur or osteobite ဖြစ်လာပါတော့တယ်။ဒီလိုထွက်လာတဲ့အရိုးတက်တွေက Levin အာယိုကြောမြစ်ကိုဖိမိပြီးလက်မောင်းကနဲ့လက်ပွားတစ်လျှောက်ထိနာကျင်ခြင်းထုံကျင်ခြင်းဒါမှမဟုတ်အားနည်းခြင်းများကိုဖြစ်ပေါ်စေပါတယ်။ cervical facet osteoarthritis ရောဂါက Levin ကြောပေါ်ပိုင်းပခုံးနဲ့ပခုံးနှစ်ဖက်ကြားတွင်နာကျင်မှုများကိုဖြစ်ပေါ်စေပါတယ်။အထူးသဖြင့်ဦးခေါင်းအနောက်ဘက်တွင်ပြန့်နှံ့သွားသောနာကျင်မှုတစ်မျိုးကဲ့သို့ခေါင်းကိုက်ခြင်းဝေဒနာကိုခံစားရနိုင်ပါတယ်။ဒီလို cervical facet osteoarthritis ရောဂါရှိသူများသည်ထိခိုက်ထားသော facet joint အဆင့်များပေါ်တွင်နာကျင်ခြင်းဒါမှမဟုတ်ရောင်ရမ်းခြင်းများနှင့်အတူ Levin လှုပ်ရှားနိုင်စွမ်းလျော့နည်းလာခြင်းတို့ကိုကြုံတွေ့ရနိုင်ပါတယ်။ဒါကြောင့်အသင်းရဲ့ Levin နဲ့ပခုံးနားတစ်ဝိုက်မှာအခုလိုနာကျင်မှုထုံကျင်မှုတွေကိုခံစားနေရတယ်ဆိုရင်မပေါ့ဆပဲအချိန်မီဂီယူတစ်ဆိုင်လေ့ကျင့်ခန်းပြုလုပ်ခြင်းနေထိုင်မှုပုံစံပြောင်းလဲခြင်းနဲ့ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကိုအသုံးပြုဖို့အကြံပြုလိုက်ပါတယ်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးသွားတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ပိုင်းမှာလည်းပဲအယိုးစစ်ဝေဒနာများနဲ့ပတ်သက်တဲ့ဗဟုသုတဗီဒီယိုများကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် like and follow လုပ်ဖို့မမေ့ပါနဲ့။သင်ကိုယ်တိုင်ကသင်အတွက်ဆရာဝန်ဖြစ်တယ်။